ပင်လယ်အောက်ကတနာကြောက်တန်းလှလှလေးတစ်ခုရောင်စုံငါးလေးတွေကူးခတ်နေကြတယ်ငါးကလေးဖွေးဖွေးကတယောက်တည်းကူးခတ်နေတယ်သူ့မှာတငယ်ချင်းမရှိဘူးဖွေးဖွေးအဝေးကြီးကူးခတ်သွားတယ်ရုတ်တရက်လှိုင်းတကူကြီးလာပြီးဖွေးဖွေးနေရဲပြောက်သွားတယ်သူ့မျက်နှာလေးမှာကြောက်ရွံ့မှုတွေပေါ်လာတယ်ပတ်လည်မှာသူမသိတဲ့နေရာတွေကြီးပဲအနီးကကြောက်ဆောင်သားမှာငါးကလေး၃ကောင်တွေးလိုက်တယ်သူတို့ကရွှေရောင်မြင်းမြင်းနဲ့စိမ့်စိမ့်နဲ့သူတို့အတူတူကူးခတ်ဆော့ကစားနေကြတယ်ဖွေးဖွေးသူတို့စီချင်းကပ်သွားတယ်ဖွေးဖွေးကငါလမ်းပြောက်သွားတယ်အိမ်ပြန်ရမလန်းကိုမသိဘူးလို့ပြောတယ်ရွှေရောင်ကမပူပါနဲ့ငါတို့မင်းကိုကူညီမယ်လို့ပြောတယ်ဖွေးဖွေးဝမ်းသာသွားတယ်ငါးလေးတွေအတူတူခီးဆက်ကြတယ်နီနီကရှေ့ကလမ်းပြတယ်စိမ့်စိမ့်ကနောက်ကနေလိုက်လာတယ်ဖွေးဖွေးအလဲမှာပါလာတယ်သူစိတ်အေးလက်အေးဖြစ်သွားပြီဒီတရက်ငါကြီးတစ်ကောင်နောက်ကလိုက်လာတယ်ငါးလေးတွေကြောက်သွားကြတယ်ရွှေရောင်ကမစိုးရိမ်ပါနဲ့ငါတို့အတူတူရှိတယ်အတူတူလုပ်ရင်ဘယ်အရာမဆိုကြော်လွားနိုင်တယ်လို့ပြောတယ်ငါးလေးတွေပုံအောင်လိုက်ကြတယ်တန်နာကြောက်တန်းနဲ့ဝင်ပုံးလိုက်ကြတယ်ငါကြီးကရှာမတွေ့ပဲထွက်သွားတယ်ငါးလေးတွေစိတ်သက်သာရရသွားတယ်ခီးဆက်ရင်လှပတဲ့တန်နာကြောက်တန်းကိုရောက်လာတယ်ဖွေးဖွေးဝမ်းသာသွားတယ်ဒါငါတို့အိမ်မဲလို့ပြောတယ်ငယ်ချင်းတွေကဖွေးဖွေးကိုအိမ်ရောက်ပို့ပေးလိုက်တယ်ငါအိမ်ပြန်ရောက်မှာမဟုတ်ဘူးလို့ပြောတယ်ရွှေရောင်ကမိတ်ဆွေဆိုတာအခက်ခဲဖြစ်ရင်ကူညီဖို့အတွက်ပဲလို့ပြောတယ်အခုကစပြီးဖွေးဖွေးမှာတငယ်ချင်း၃ယောက်ရှိသွားပြီသူတို့၄ယောက်အတူတူရေအောက်မှာပျော်ပျော်ရွှင်ရွှင်ကူးခတ်ဆော့ကစားနေကြတယ်တန်နာကြောက်တန်းလှလှလေးရဲ့အပေါ်မှာနေအောင်ကြည်လေးဖြာကျနေတယ်